နိုင်ငံကြီးတွေဘာကြောင့်ချမ်းသာတာလဲလွန်ခဲ့တဲ့နှစ်30က Made in Japan ပစ္စည်းလေးတွေကိုအမြင့်တနိုးနဲ့သုံးဆွဲခဲ့တာမမိကြသေးလားအခုတော့ Made in China တွေကကဘာကြီးကိုပတ်နေပြီဒီလိုပစ္စည်းတွေနဲ့ကဘာကြီးကိုတိမ့်ပိုက်နိုင်ဖို့သူတို့ဘာကိုအခြေခံခဲ့လဲဆိုတာကိုသိလားအဖြေကတော့စက်မှုဆောင်တွေပဲနိုင်ငံကြီးတွေဘာကြောင့်စက်မှုဆောင်ကိုအရင်လောက်ကြတာလဲဆိုရင်အချက်၃ချက်ရှိပါတယ်နံပါတ်1အနေနဲ့အလောက်ကန်ဒေသခံတွေအတွက်အလောက်ကန်ထောင်ပေါင်းများစွာကိုတပြိုင်နက်တည်းဖန်တီးပေးနိုင်လို့နံပါတ်2နိုင်ငံခြားဝင်ငွေပစ္စည်းတွေကိုအများကြီးထုတ်လုပ်ရောင်းချပြီးပြည်ပကိုတင်ပို့ရောင်းချနိုင်လို့နိုင်ငံခြားဝင်ငွေတွေတလဟောဝင်လာစေတယ်နံပါတ်3ဤပညာစက်မှုဆောင်ရှိတဲ့နေရာတွေမှာလမ်းတံမီးတွေအလိုလိုတိုးတက်လာရတာပဲလေဒါကြောင့်စက်မှုဆောင်ရင်းနှီးမြှုပ်နှံမှုဟာနိုင်ငံအတွက်ရောတင်စီပွားရေးအတွက်ပါအနာဂတ်ပါပဲဟုတ်ကဲ့ကျွန်တော်ကတော့ဝင်းမျိုးတန့်ပါနောက်ဗီဒီယိုမှာပြန်ဆောင်ပါမယ်အိမ်ချမ်းမြေမှာမြမကြီးချာ